ဘိုးချုပ်ကိုဖမ်းဝရမ်းထုတ်တယ်ပါညာဆိုတဲ့သတင်းတွေထွက်လို့လေအဲ့ဒါဟုတ်လားမသိခင်ဗျအဲ့ဒါမဟုတ်ပါဘူးကချနဘူရီနဲ့တက်ခရိုင်မှာဘိုးချုပ်ကိုထိုင်းနိုင်ငံသား2ယောက်ကိုဖမ်းတဲ့အမှုနဲ့အဲ့ဒါဟိုလှုပ်ထားတယ်ဆိုပြီးပြောနေတယ်ဆိုပြီးအဲ့လိုမျိုးဟုတ်ကဲ့ဘိုးချုပ်တို့ကအဲ့ထိုင်းနိုင်ငံသားကိုသွားဖမ်းလို့လားခင်ဗျထိုင်းနိုင်ငံသားမဟုတ်ဘူးဒီထိုင်းရဒီလိုလေလိုင်းတယ်လေကျွန်တော်တို့လိုင်းပြီးတော့သူတို့သွားမေးကြည့်တာပေါ့သူတို့သွားမေးတယ်ဟုတ်ကဲ့သွားမေးပြီးတော့တချို့လူကတော့ထိုင်းစစ်တပ်နဲ့သွားတိုင်တော့တိုင်ပြီးတော့ထိုင်းစစ်တပ်တော့ဒီကိစ္စတော့သူနိုင်ငံသားပေါ့နော်သူကရင်ဖြစ်ပေမဲ့လည်းနိုင်ငံသားထိုင်းနိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်သူတို့လည်းတောင်းယူရမှာပေါ့ဒါပေမဲ့တော့မနေ့မနေ့တော့အားလုံးဆင်ပြေပါပြီဘာမှဟုတ်ကဲ့ဘာမှမရှိတော့ဘူးနော်အဲဒီနှစ်ဖက်လုံးပြန်ညှိလို့ရပြီဟုတ်ကဲ့ဘိုးချုပ်တို့ကပြန်ပြီးတော့လွှတ်ပေးလိုက်လားခင်ဗျပြန်လွှတ်ပေးတာပေါ့ဒါအခုအားလုံးပြေလည်သွားပြီပေါ့နော်ပြေလည်ပြီအားလုံးဘာမှဆိုရင်မရှိဘူးစတော့ကသူတို့ကောင်းမသိဘူးလေအခုကတော့ကောင်းသိတဲ့အတွက်ကြောင့်သူတို့အားလုံးအဆင်ပြေသွားပြီကျေးဇူးပါပဲခင်ဗျကျေးဇူးစစ်ကောင်စီရဲ့ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီးဦးအောင်မျိုးဦးဆောင်တဲ့အဖွဲ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံတက္ကနာမြို့ကိုရောက်နေပြီးတော့ NLD အစိုးရလက်ထက်ထဲကမြန်မာပြည်ပြန်ဖို့စာရင်းပေးထားတဲ့ဒုက္ခသည်1000ကျော်နဲ့ပတ်သက်ပြီးတော့စီစစ်နေတာလို့ဒုက္ခသည်တွေကပြောပါတယ်။မတ်လ15ရက်နေ့မှာရိုဟင်ဂျာမိသားစု29စုကလူဦးရေ100နီးပါးကိုရခိုင်ပြည်နယ်မှာနေထိုင်တဲ့နေရာနဲ့အမှန်တကယ်နေထိုင်ခဲ့တာဟုတ်မဟုတ်သိနိုင်ဖို့အဲ့ဒီရွာအနီးနားမှာရှိနေတဲ့အရာတွေကိုမေးမြန်းခဲ့တယ်လို့ဒုက္ခသည်တွေကပြောပါတယ်။ဒါအပြင်မြန်မာပြည်ကနေဘင်္ဂလားဒေ့ရှ်ကိုထွက်သွားတဲ့အချိန်မှာသားသမီးဘယ်နှဦးရှိသလဲဆိုတာနဲ့ဘင်္ဂလားဒေ့ရှ်ကိုရောက်ချိန်မှာတော့နောက်ထပ်သားသမီးဘယ်နှဦးထပ်မွေးသလဲဆိုတဲ့အချက်အလက်တွေကိုမေးမြန်းခဲ့တယ်လို့ဒုက္ခသည်တွေကပြောပါတယ်။ကော့ဇက်ဘဇာခရိုင်ကုတုပါလောင်ဒုက္ခသည်စခန်းကရိုဟင်ဂျာဒုက္ခသည်တဦးဖြစ်တဲ့ကိုအောင်မြိုင်ကစစ်ကောင်စီရဲ့ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ဟာနိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုသာဖြစ်တယ်လို့ပြောပါတယ်ဒီချောင်းနီးခါလာမှာလူ1000ကိုပဲလာပြီးတော့စီဆိုင်နေတယ်ဆိုတာဒီပြီးတော့လက်တွေ့စီဆိုင်နေတဲ့ပြင်ခေါ်မယ်သူတို့ပြောနေတယ်ဆိုတာကဒါကတော့ယူသားတဲ့စိတ်နဲ့လာလောက်နေတာမဟုတ်ပါဘူးစီဆိုင်မယ်ဆိုလို့ရှိရင်လူဒီမှာကူးတင်းရှိတယ်အကုန်လုံးကိုစီဆိုင်ပေါ့အရင်ဆုံးသူတို့ငားရဲနေမယ်ရှောရဲနေမယ်သူတို့ကနိုင်ငံတကာစီတော့ကမှုရအောင်ဒီကိစ္စကိုဟန်ပြနေပဲလောက်နေတာနိုင်ငံအမြတ်ထုတ်နေတာပဲအမှန်တကယ်ဒုက္ခသည်တွေကိုနေရက်ပြန်စေလိုတယ်ဆိုရင်မူလနေရက်တွေမှာနေအိမ်ကျောင်းလမ်းဈေးအစရှိတဲ့မြို့ပြအင်္ဂါရက်တွေနဲ့အညီလိုအပ်တဲ့အဆောက်အဦတွေကိုစောက်လုပ်ပြီးစီးပြီးဖြစ်ရမယ်လို့ရိုဟင်ဂျာအရေးလှုပ်ဆောင်သူတွေကထောက်ပြပါတယ်စစ်ကောင်စီဘက်ကတော့ပြန်လာမဲ့ဒုက္ခသည်တွေအတွက်ဂျားစခန်းတွေဖြစ်တဲ့ငခုရနဲ့လှဖိုးကောင်ပြန်လည်လက်ခံရေးစခန်း2ခုကိုပြင်ဆင်ထားတယ်လို့ဆိုပါတယ်ဒုက္ခသည်တွေကတော့မြန်မာနိုင်ငံကိုပြန်ပြီးတော့ဒုက္ခသည်စခန်းတွေမှာထပ်နေထိုင်ဖို့စိတ်ဆန္ဒမရှိဘဲမူလနေရက်ကိုသာပြန်ဖို့ဒီဇိုင်းမမတ်တောင်းဆိုနေကြတာပါ2018ခုနှစ်ကတည်းကဘင်္ဂလားဒေ့ရှ်နိုင်ငံတက္ကနာမြို့ကဒုက္ခသည်စခန်းကိုရောက်နေတဲ့ရိုဟင်ဂျာဒုက္ခသည်ဦးတင်မာဝင်းကနိုင်ငံသားဖြစ်ခွင့်နဲ့မူလနေရက်ပြန်ခွင့်မရရင်ပြန်မှာမဟုတ်ဘူးလို့ပြောပါတယ်ကျွန်တော်တို့တောင်းဆိုကြတယ်အပြောင်းမနေဘယ်လိုဟန်ကြမှာပြန်မှာမဟုတ်ဘူးအလို့စံတာဘာရှိတယ်အဲ့ဒါဘယ်တော့မှမေးရမရှိပါဘူးခင်ဗျမိချီလွာမိနေရမှာပြင်လေနေတာချက်ထပ်ပြီးတော့နေတိုင်းကွာရဖို့လိုတယ်တမနိုင်ငံတော်မှာတမက်တာတဲ့နိုင်ငံအခွင့်အရေးကိုရဖို့လိုတယ်အဲ့မရေကိုရတော့ကျွန်တော်တို့ပြန်ဖို့ဆင်းပါလို့ခင်ဗျရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကတော့ဒုက္ခသည်တွေကိုပြန်လက်ခံဖို့မြန်မာဘက်ကစနစ်တကျဆောင်ရွက်ထားတာကိုနိုင်ငံသားတန်အမတ်တွေကိုပြသထားပြီးဖြစ်တယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကပဲ RFA ကိုပြောထားပါတယ်စစ်ကောင်စီရဲ့ပြည်ထောင်စုဝန်ကြီးဦးကိုလိုင်းကမတ်လဒုတိယအပတ်ကရခိုင်ပြည်နယ်ခီးစဉ်အတွင်းတရုတ်အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကတန်ယုံအကြီးအကဲတွေကိုဂျားစခန်းပြင်ဆင်ထားတာတွေကိုလိုက်လံပြသခဲ့ပါတယ်နိုင်ငံသားဖြစ်ခွင့်အပါအဝင်နစ်နာဆုံးရှုံးခဲ့မှုတွေအတွက်တိတိကျကျအာမခံမှုတစုံတရာမရှိဘဲစစ်ကောင်စီကပြန်ခေါ်ဖို့လုပ်တာဟာစိုးရိမ်စရာပဲလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ရိုဟင်ဂျာအရေးအကြံပေးအဖွဲ့ဝင်ဦးအောင်ကျော်မိုးကပြောပါတယ်
ဒီလူတွေခေါ်ပြီးတော့ဒုက္ခသစ္စာခံမှာဘယ်လောက်ကြာနေရမလဲဘယ်လိုပုံစံမျိုးနဲ့သူတို့ရဲ့ဒီငွေရင်းနေရလို့ပြန်သွားမလဲဆိုတာဒုက္ခသစ္စာတွေကိုပြန်လည်ဆွေးနွေးခဲ့တာမရှိဘူးသူတို့ကိုခေါ်ပြီးတော့မင်းတို့ပဲရွာလဲရခိုင်ပမာနေခဲ့တယ်စသဖြင့်ပေါ့မိကုန်းတစ်ခုသုံးခုမေးပြီးတော့လက်ပွေနေခိုင်နေပြင်ပြန်လွတ်လိုက်တယ်ဆိုတော့ပုံစံမျိုးလေးကျွန်တော်တို့ဒုက္ခသစ္စာတွေကပြောပြတာရှိတယ်ဒီဒုက္ခတွေပြန်လာခြင်းတဲ့စိတ်ဆန္ဒကရှိပြီနဲ့ဒီကတရားမျှတမှုနိုင်ငံသားဖြစ်ခွင့်ရရှိမှုပေါ့နော်ဒီစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပျက်စီးဆုံးရှုံးမှုပေါ်မှာအင်နာကြီးတစုံတရာရရှိမှုဒါတွေကအမတန်ရေးကြီးတယ်အဲ့ဒါတွေကဘာမှရည်ရတိတိကျကျဘာမှမပြောဘဲနဲ့ပြန်ခေါ်ဖို့ကြိုးစားတယ်ဆိုတာကတော့ဒါဆိုရင်ကြကောင်းတယ်လို့ရဖြစ်တယ်ပေါ့နော်စစ်ကောင်စီကစီစစ်ပြီးတော့မြန်မာနိုင်ငံမှာအမှန်တကယ်နေထိုင်ခဲ့သူတွေဖြစ်မယ်ဆိုရင်နိုင်ငံသားစီစစ်ခံမဲ့လုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်မယ်လို့ပြောထားပါတယ်ဒုက္ခသည်တွေဘက်ကတော့အမှန်တကယ်နေထိုင်ခဲ့သူတွေဖြစ်ပြီးတော့အဖေအမေအဖိုးအဖွားမှာအမျိုးသားမှတ်ပုံတင်ကပ်ပြားရှိမယ်ဆိုရင်တခြားတိုင်းသားတွေနီးတူရိုဟင်ဂျာတွေကိုလည်းနိုင်ငံသားဖြစ်ခွင့်တမ်းပေးဖို့လိုအပ်တယ်လို့ပြောပါတယ်မြန်မာဘင်္ဂလားဒေ့ရှ်အစိုးရအစီအစဉ်နဲ့နေရပ်ပြန်ဖို့စီရင်ပေးထားတဲ့ရိုဟင်ဂျာဒုက္ခသည်1140ရှိပြီးတော့ဘယ်အချိန်နေရပြန်ပို့နိုင်မယ်ဆိုတာမသိသေးဘူးလို့ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ဒုက္ခသည်ကယ်ဆယ်ရေးနဲ့နေရပြန်ပို့ရေးကော်မရှင်နာရုံးပြောရေးဆိုခွင့်ရှိသူက Reuters သတင်းဌာနကိုပြောထားပါတယ်။အဲ့ဒီ1140ထဲမှာ911ယောက်ရဲ့အချက်အလက်တွေကိုစစ်ဆေးအတည်ပြုပြီးဖြစ်ပေမဲ့429ယောက်ရဲ့စာရင်းတွေကိုစီစစ်နေသေးပဲလို့သူကဆိုပါတယ်။ဒါအပြင်ဘင်္ဂလားဒေ့ရှ်အစိုးရကတော့အဲ့ဒီဒုက္ခသည်တွေကိုနေရပြန်ပို့ဖို့အဆင်သင့်ဖြစ်နေပြီ